ကုန်ရှိတယ် မင်္ဂလာပါကလေးတို့ရေဒီနေ့တော့တာတာမီမီတို့အတွက်အရန်စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပြောကြမယ်နော်ပုံပြင်လေးမစခင် channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်ကဲဟိုးရှိတော့ကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာမြစ်ကြီးတစ်စင်းရှိတယ်အဲ့ဒီမြစ်ကမ်းဘေးကတဖန်းပင်ကြီးပေါ်မှာအလွန်ညံကောင်းတဲ့မြောင်မင်းတစ်ကောင်နေထိုင်နေမြစ်ထဲမှာတော့မိချောင်းလင်များနှစ်ကောင်နေကြတာပေါ့ ။ဒီနေ့တော့ညောင်မင်းဟာတပန်းသီးတွေစားနေတော့အောက်ကမြစ်ကမ်းဆက်ကိုရောက်လာတယ်။မိချောင်းချီကိုတွေ့တော့တပန်းသီးတွေခူးပြီးကျွေးလိုက်တယ်။မိချောင်းကြီးကလည်းအယံသဘောကျသွားပြီးအဲ့ဒီနေ့ကစားလို့သူတို့နှစ်ယောက်တငယ်ချင်းတွေဖြစ်သွားကြရော။မြောင်မင်းကနေတိုင်းအရသာရှိတဲ့တပန်းသီးတွေခူးကျွေးတယ်။မိချောင်းကြီးကလည်းမြောင်မင်းစီနေတိုင်းလာပြီးစကားတွေပြောကြတာပေါ့။ တနေ့တော့မိချောင်းကြီးကသူ့မိန်းမကိုတဖန်းသီးတွေယူသွားပေးတယ်။မိချောင်းမယားကတဖန်းသီးစားပြီးတော့လောဘတက်လာတယ်။ဒီလောက်ချိုမြိန်တဲ့အသီးတွေကိုနေတိုင်းစားနေတဲ့မြောက်ရဲ့နှလုံးသားကပိုပြီးချိုမြိန်မှာပဲ။ငါမြောက်နှလုံးကိုစားချင်တယ်လို့ပူစာပါတော့တယ်။မိချောင်းကြီးကသူ့တငယ်ချင်းကိုမတတ်ချင်ပေမဲ့မိန်းမပူစာလို့နောက်ဆုံးတော့သဘောတူလိုက်ရတယ်။နောက်နေ့မိချောင်းကြီးက မြောင်မင်းစီသွားပြီးတငယ်ချင်းမြစ်တစ်ဖက်ကမ်းမှာတစ်တီတွေအယမ်းပေါ်တာပဲငါကြောပေါ်တက်ငါလိုက်ပို့နေဆိုပြီးလှည့်စားပြီးခေါ်သွားပါတော့တယ်မြောင်မင်းလည်းယုံသွားပြီးမိချောင်းကြောပေါ်ခွန်တက်လိုက်တယ်မြစ်လေကောင်လည်းရောက်မိချောင်းကြီးကရေအောက်ကိုငုတ်ဆင်းသွားတော့တာပေါ့မြောင်မင်းကဟေးတငယ်ချင်းဘာလို့ရေအောက်ငုတ်တာလဲလို့မေးတော့မိချောင်းကြီးက မင်းရနှလုံးကိုငါမိန်းမကအစားချင်လို့မင်းကိုတတ်မလို့ဆိုသည်အမှန်တိုင်းပြောပြလိုက်တယ်။မြောင်မင်းဟာအယမ်းလန့်သွားပေမဲ့ချက်ချင်းညံထုတ်လိုက်တယ်။ဟာတငယ်ချင်းရေစောကမပြောဘူး။ငါတို့မြောက်တွေကနှလုံးကိုကိုယ်ထဲမှာမထားဘူး။တစ်ပေပေါ်မှာချိတ်ထားခဲ့တာ။တစ်ပင်စီပြန်ပို့ပေးရင်နှလုံးသွားယူပေးမယ်လို့လှည့်ပြောလိုက်တယ်။မိချောင်းကြီးလည်းအဟုတ်မှတ်ပြီးတစ်ပင်စီယာကိုပြန်လှည့်သွားတာပေါ့ ကန်းဆက်လဲရောက်ရောမြောင်မင်းဟာမိချောင်းကြောပေါ်ပါနဲ့တစ်ပင်ပေါ်ကိုအမြန်ခုန်တက်သွားပါတော့တယ်ပြီးတော့မှဟဲ့လူမိုက်ကြီးနှလုံးကိုတစ်ပင်မှာချိတ်ထားတဲ့တက်တဝါဆိုတာဘယ်မှရှိမလဲမင်းလို့တက်စာဖောင်းနေဘယ်တော့မှအပေါင်းသေးမလုပ်တော့ဘူးလို့အော်ဖြိုးလိုက်ပါတော့တယ်ကဲကလေးတို့ရေဒီပုံပြေလေးကနေဘာသိရလဲဆိုတော့အန်ဒီရဲ့ကြုံလာရင်မကြောက်ပဲညံသုံးရမယ်ဆိုတာပါပဲနောက်နေ့တွေလည်းပုံပြေအသစ်တွေလာမှာမို့ channel လေးကို subscribe လုပ်ပေးပါဦးနော်တဒါ